Swan dive နဲ့ corpus exercise နှစ်ခုရဲ့မတူတဲ့ကွာခြားချက်တွေကဘာတွေဖြစ်မလဲကြည့်ကြည့်ရအောင်ဒီအရှိရဗီဒီယိုလေးထဲမှာယောဂရဲ့ corpus pose နဲ့ pilates ရဲ့ swan dive preparation exercise လေးကို share လုပ်ပြပါမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးရဲ့ရည်ရွယ်ချက်ကဒီရုပ်တရက်ကြည့်လိုက်ရင်တူတယ်လို့ထင်ရတယ်ပေါ့နော် exercise နှစ်ခုရဲ့မတူညီရဲ့ focus တွေဒီ movement ရဲ့အနေငယ်ကွဲမတူညီရဲ့ကွဲပြားခြားနားမှုလေးတွေကိုပြန်ပြီးတော့ share လုပ်ပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးက yoga exercise ကပိုကောင်းတယ် pilates exercise ကပိုကောင်းတယ်ကိုခွဲပြတာမဟုတ်ဘဲနဲ့ဒီမတူညီရဲ့ intention ပေါ်မူတည်ပြီးတော့ pilates exercise နဲ့ yoga exercise တွေကိုကွဲပြားနားလည်ပြီးတော့ကိုယ် client နဲ့ကိုင်ညီရဲ့ exercise လေးတွေကိုပြန်လည်သင်ပေးနိုင်အောင် share လုပ်ပေးသွားတာဖြစ်ပါတယ်။ Okay အရင်ဆုံးဒီ corporal exercise လေးကိုကြည့်မယ်ဆိုရင်လက်ထားတဲ့အနေထားအစားကိုယ့်ရဲ့တတောင်စစ်လေးတွေကိုခန္ဓာကိုယ်ဘေးမှာကတ်ထားပြီးတော့လက်ကလည်းပဲကိုယ့်ရဲ့ရင်ဘတ်ဘေးနားမှာထားတယ်။ပြီးသွားရင်ခန္ဓာကိုယ် back extension ကိုမားတဲ့အခါကျရင်လည်းကိုယ့်ရဲ့နောက်ဒီ back muscles လေးတွေကိုသုံးပြီးတော့ဆွဲမလိုက်တယ်။ level ကလည်း full extension ထားပြီးတော့မာတယ်။ကိုယ့်ရဲ့ upper back thorax အပိုင်းကိုလည်းပို့ပြီးတော့ဖွင့်နိုင်အောင်အနောက်က shoulder blades နှစ်ခုအနေငယ် squeeze ပြီးတော့အနေငယ်ညှစ်ပြီးတော့ဒီအရှိရရင်ဘတ်ကိုပို့ပြီး chest ကို open ထားပြီးတော့ lower back lumbar area ကိုတော့ flexible ပို့ပြီး focus အောင်အနေငယ် back band ကိုပို့ပြီးတော့ focus ထားတယ်ကိုယ့်ရဲ့ pubic bone လေးတွေကိုကြမ်းပြင်မှာဖိချထားပြီးတော့ဒီ flexible အပိုင်းကိုလည်းပဲ emphasize ပို့လုပ်ထားတဲ့ exercise လေးဖြစ်ပါတယ်ဒါဆိုရင် pilates ရဲ့ swan dive preparation exercise လေးကိုကြည့်မယ်ဆိုရင်လက်ထားတဲ့အနေထားဒီလက်ဖြံလေးကကိုယ့်ရဲ့ခန္ဓာကိုယ်ဘေးမှာထားတယ်ခြေထောက်နှစ်ခုလည်းပူးထားတယ်ပေါ့နော်ပူးနိုင်တဲ့လူကပူးတယ်ခွဲလို့မပူးနိုင်တဲ့လူကအနေငယ်ခွဲထားလို့ရတယ်လက်ရဲ့အနေထားလေးကခန္ဓာကိုယ်ဘေးမှာထားပြီးွားရည်ဆိုရင်သွားခန္ဓာကိုယ် back extension မှာတဲ့အခါ spine ရဲ့ movement ကို articulate လုပ်ပြီးမှာရယ်ပေါ့နော်အရင်ဆုံးကိုယ့်ရဲ့ neck ကနေပြီး articulate လုပ်တယ်ပြီးရင် upper back middle back lower back ကို back extensor ရဲ့ strength ကိုသုံးပြီး full extension မှာလိုက်တယ်ပြီးကိုယ့်ရဲ့ shoulder blades အနေထားသူက shoulder blades ကိုအရင် squeeze လုပ်ပြီး stabilize လုပ်ထားတယ်ရင်ဘတ်လေးကိုလည်းပဲ chest bone လေးကိုလည်းအရှိန်ကိုတော့အနေငယ် push ထားတယ်ဒီမှာဆိုရင်ကိုယ့်ရဲ့one bite ကြွတာတွေကိုပါဆွဲဆန့်ထားပြီးတော့ activate ကိုလုပ်ထားတယ်။ပြန်ချတဲ့အခါကျရင်လည်းကိုယ့်ရဲ့ one bite ကနေပြီးတော့ခစီယိုးလေးတွေကိုတစ်ဆင့်ချင်းစီ articulate လုပ်ပြီးတော့ပြန်ချတယ်။ချပြီးွားဆိုအနောက်ကခြေထောက်နှစ်ချောင်းကို hip extensor သုံးပြီးဆွဲမလိုက်တယ်။ Okay ပြန်ထားရင်လည်းခုနပြောတဲ့အတိုင်းပဲပေါ့နော်။ Okay ဒါဆိုရင်ဒီ exercise နှစ်ခုကရုပ်တရက်ကြည့်လိုက်ရင်တူတယ်။ဘာတွေမတူဘူးလဲဆိုရင်corporal pose ဒီနောက်ဒီ back muscle ရဲ့ strength ကိုသုံးပြီးဆွဲမပြီးွားရင်သူ့ရဲ့ flexible ဘိုင်းကိုပိုပြီး focus လုပ်တယ်ပေါ့နော်swan dive preparation exercise တွေကကြတော့ movement မှာလည်းပဲspine ကို articulate လုပ်ပြီးခစီယူးလေးတွေကိုတစ်စစ်ချင်းစီလှုပ်ရှားသွားပြီးတော့ back extensor strength တွေမှာသွားတယ်မှာသွားပြီးသူက movement တွေ fluid ဖြစ်တယ် dynamic flow ဖြစ်တယ်ပေါ့နော် corporal မှာဆိုရင်များတော့အဖြစ် yoga pose တွေက second အနေငယ် hold ထားပြီးတော့ရှည်သွေးရှည်ထုတ် breathing ကို emphasize လုပ်တယ် pilates မှာကြတော့ hold လေးမရှိဘူး movement က fluid ဖြစ်ပြီးတော့ဒီ flow တိုင်းသူကback extension မှာပြီးပြန်ချတယ်ပေါ့နော်ဒီပြန်ချပြီးသွားတယ်ဒီ fluid flow လေးဖြစ်တယ်ဒါဆိုရင်ဒီမိကုန်းတစ်ခုမေးစရာရှိရင်နှစ်ခုလုံးလေ့ကျင့်လို့ရလားဆိုရပါတယ်corporal pose ကကြာ flexible ကိုပို့ပြီးဦးစားပေးပေးချင်တယ်ဆိုရင်ဒီ back ရဲ့ flexibility ဒီကိုယ့်ရဲ့ one bite ကြွတာတွေကိုပြန်ပြီး stretching ကိုပို့ပြီး emphasize ပြီးတော့လေ့ကျင့်တဲ့ exercise ဖြစ်တယ်ပေါ့နော်swan dive exercise ကကြတော့ spine strength ကိုသူကပို့ပြီးတော့ focus လုပ်တယ်နောက်ပြီးတော့ဒီကိုယ့်ရဲ့အနောက်ကခန္ဓာကိုယ်ရဲ့ back chain တစ်ခုလုံးကိုသူကပို့ပြီးတော့ fluid movement နဲ့ activate လုပ်တာstrength ပေါ့နော်ဆော်ရတာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကဒီ spine မှာဒီ neck ရဲ့အနေအထားကိုကြည့်ရင်လည်းပဲ
cobra pose မှာတော့ဗောနော်သူရဲ့ original pose အရဆိုရင်ဒီ level ကို extension လုပ်တယ်ဗောနော် hyper extension လေးလုပ်တယ်စွာမှာတော့ဒီ level ကိုကိုယ့်ရဲ့ spine အနေထားအတိုင်းပဲ follow လုပ်တယ်ပေါ့နော်ဒီနေရာမှာကိုယ့်ရဲ့ client က neck issue ရှိရဲဒါမှမဟုတ်ဒီ spine မှာ lower back issue ရှိရဲလူတွေအတွက်ကကြတော့ cobra pose ကိုပြန်ပြီး modify တော့လုပ်ရမယ်ပေါ့နော် okay ဒါဆိုရင်ဒီ exercise တွေနှစ်ခုရဲ့ difference ကိုသိပြီးသွားပြီဆိုရင်ကိုယ့်ရဲ့ client ရဲ့ needs ပေါ်မူတည်ပြီးတော့ဒီ exercise လေးတွေကိုပြန်ပြီးတော့သင်ပေးလို့ရပါတယ် okay see you next video